စားကြည့်ရပဲလေညုံဒီကားကြီးကအတူကြီးဗျဘာပဲပြီးရဒီမှာမဟုတ်ဘူးဆရာကျွန်တော်ဒီမှာဟမ်ညုံအတန်ကြားနေဒီနာအတန်ကြားနေရအော်ဒီပါဗျအေးမင်းကွာတော်တော်မျိုးလုံးကန်းတာပဲငါတီချုံထဲမှာရှိနေရမမြင်ဘူးလားဘယ်လိုလုံးကြီးမြင်ပါလဲဗျာခမရဒီမှာကွယ်နေတဲ့ကိစ္စကိုဘယ်လိုမြင်ပါလဲလာသွားမယ်လားခမရဆရာကြီးကျွန်တော်ပို့ပေးမယ်ဆရာကြီးကျွန်တော်ဒီမှာဗျာဒီမှာတော်တရားပေါ့ဗျာဘာမှမဖြစ်ကြလို့ ကောင်လေးငါ့ကိုမင်းကိုပြောမယ်ဘာပဲပြီးရမင်းနဲ့ဆက်နေလို့အဆင်မပြေနိုင်ဘူးကွာမင်းမှာအသက်အန္တရာယ်ရှိနိုင်တယ်ငါ့ကရန်သူကြီးအမြဲတမ်းရှိနေရဆိုတော့ကောင်းပါပြီဗျာကျွန်တော်လည်းနားလေပါရဲ့ခမ ्या ကိုလည်းကျွန်တော်ဆက်ပြီးတော့မဆွဲထားကျွန်တော်ပါဘူးခမ ्या ကိုလူလက်ခွင့်ကျွန်တော်ပေးလိုက်ပါပြီအေးကျေးဇူးတင်ပါတယ်ကွာကံမကုံသေးတော့ငါ့ကိုပြန်ဆောင်ကြရပေါ့ကွာကောင်လေးမင်းဒီကားကိုဝယ်ဖို့အတွက်မင်းအလုပ်တွေအများကြီးလုပ်ပြီးတော့စူးစမ်းရှာခဲ့ရတယ်လို့ငါသိထားတယ်အဲ့တော့မင်းအတွက်လည်းအချင်းကြီးမဖြစ်အောင်လို့ဘေးနားမှာရှိရဲ့ဘာပဲတီးတဲ့ပုံစံတူရဲ့စင်တူကားကိုမင်းရှူသွားလိုက်ပေါ့ကွာဒါဆိုမင်းအတွက်လည်းအကျိုးမရောက်တော့ပါဘူးဟုတ်သားပဲဗျကျွန်တော်မေ့တော့မလို့ကျွန်တော်ကဒီလိုမျိုးကားစစ်ကိုတိုးခြင်းနေရဗျစက်ရုပ်တစ်ပိုင်းကားတစ်ပိုင်းဆိုရင်ကျွန်တော်လည်းလည်းမရှိဘူးဗျာကျွန်တော်ကအေးစိတ်ရှောက်မောင်းနေတာဆိုကဲဘာဖြစ်ကျေးဇူးတင်ပါတယ်ဗျာအရာအားလုံးအတွက်ခမ ्या ကိုပြောလို့ပဲကံမကုံသေးရင်ကျွန်တော်တို့ပြန်ဆောင်ကြရပါပေါ့ကဲကျွန်တော်သွားပြီနော်ဩဒီနေ့ရောက်ငါအသက်အန္တရာယ်ကြမလို့အောင်ဖြစ်သွားပါလားဘာဖြစ်အသက်မသေးသေးရပဲငါကျေးဇူးတင်ရမယ်ဟုတ်ဒီကားလေးကိုလည်းငါရလာပြီဆိုတော့မစိုးပါဘူးငါအတွက်အကျိုးလည်းမရုပ်တော့ပါဘူးအိမ်ကိုပြန်လာပဲကောင်းတယ်ကဲငါအိမ်တော့ပြန်ရောက်လာခဲ့ပြီဟုတ်ဘာဖြစ်ဒီကားလေးငါရသွားငါအတွက်ကအကျိုးမရုပ်ပါဘူးကဲအခုတော့မင်းဒီမှာနေခဲ့哦ငါညကြောင်မှာအေးစေမျိုးထဲမှာဒီဝက်ပက်ဆွဲမယ်ကွာဟာအခုကြည့်နေတဲ့ညိုကီကိုလည်း channel လေးကို subscribe မလုပ်ရတဲ့ subscribe လေးလုပ်ပေးခဲ့ပါဦးlike လေးနှိပ်ပေးခဲ့ကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ် Facebook ကကြည့်နေတဲ့လူတွေဆိုလို့ရှိရင်လည်း page လေးကို follow လေးလုပ်ပေးခဲ့ကြပါအောင်like and share လေးလုပ်ပေးခဲ့ကြပါအောင်ကဲအားလုံးပဲနောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်ဗျာ